ရန်ကိုလွယ်ကူရိုးရှင်းတဲ့ပီဇာလေးလှုပ်ရှားဖြစ်တော့သူ့ရဲ့လုံကြီးအသေးစိတ်ကိုကျွန်တော်ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။မုံသားလေးဂျုံလေးဘလို့နေရာစကျွန်တော်ပြန်လည်မျှဝေပြီးတော့မှာပါ။သူ့ရဲ့မုံသားလေးကအီလေးနဲ့တကယ်ကိုစားလို့ကောင်းတဲ့လုံကြီးလေးဖြစ်ပါတယ်။ဒီဥဆုံးကျွန်တော်တို့ထွေထွေ3ဂျုံ900 g သုံးပါမယ်။ပြီးရင်ကျွန်တော်တို့စားလေးစွန်းတေးလေးစွန်းသုံးပါမယ်။တကြား3စွန်းသုံးထားပါမယ်။ပြီးရင်ဒါတွေက yeast ပါ yeast ကိုကျွန်တော်တို့တစုံခွဲသုံးပါမယ်ပြီးရင်ကျွန်တော်အမှုန့်တွေအားလုံးနှက်ဆက်သွားအောင်မှွေပေးလိုက်ပါပြီးရင်နွားနို့လေးသုံးထားပါမယ်150 ml ပါပြီးရင်ရေတန်းကလည်း150 ml သုံးထားပါတယ်ပြီးရင် C ကိုကျွန်တော်30 g လောက်သုံးထားပါတယ်ပြီးရင်အားလုံးနှက်ဆက်သွားဒီချာလေးမှွေပေးလိုက်ပါပြီးရင်ကျွန်တော်လက်လေးနဲ့ဒီချာလေးဖိနှိပ်ပြီးနေပေးရမှာဖြစ်ပါတယ်ဂျုံသားလေးတွေချုံမွေတော့အထိကျွန်တော်တို့နေပေးရမှာဖြစ်ပါတယ်ဒီအချိန်မှာဂျုံသားလေးတွေကိုကျွန်တော်တို့နေပေးရမှာ10မိနစ်ကနေ15မိနစ်လောက်ထိကျွန်တော်နေပေးရမှာဖြစ်ပါတယ်ခုလိုမျိုးဖိဖိလေးနှိပ်ပြီးနေပေးရမှာဖြစ်ပါတယ်နောက်ဆုံးဂျုံသားလေးတွေလက်မှာမကတ်တော့တဲ့အထိကျွန်တော်တို့လိုမျိုးလေးနေပေးပါကြာချိန်ကတော့10မိနစ်ကနေ15မိနစ်ဝန်းကျင်လောက်ရှိပါမယ်ခုလိုမျိုးဂျုံသားလေးတွေချောမွေလာပြီးလက်မှာလည်းမကတ်တော့ဘူးဆိုရင်ခုနကစလုံးထဲမှာပြန်ထည့်ပြီးတော့ကျွန်တော်သူ့ကိုတနင်္လာလောက်သူ့ကိုအပွားခံထားပေးရမှာဖြစ်ပါတယ်အပေါ်ကနေကျွန်တော်တို့ plastic လေးပဲဖြစ်ဖြစ်အဝတ်လေးနဲ့အဝတ်တန်လေးနဲ့ဖြစ်သူ့ကိုဖုံးအုပ်ထားပေးရပြီးတော့ဒီဝင်လို့မရပါဘူးတနင်္လာလောက်ကျွန်တော်တို့သူ့ကိုအပွားခံထားပေးရမှာဖြစ်ပါတယ်ဒါတနင်္လာလောက်အပွားခံထားပြီးအခြေအနေလေးပါတော်တော်လေးကိုပွားလာပါတယ်နှစ်ဆလောက်တော့ပွားလာပါတယ်ပြီးရင်သူ့ကိုကျွန်တော်တို့တစ်ချက်လောက်ပြန်နေပေးပါမယ်ကျွန်တော်နေပြီးပြီဆိုရင်သူ့ကိုကျွန်တော်တို့4ချိန်ပါမယ်ကျွန်တော်10လက်မစိုက်ပဲလုပ်မယ်ဆိုတော့သူ့ကိုကျွန်တော်230 g ချိန်ထားပါတယ်တစ်လုံးကို230 g ချိန်ပါတယ်တော့ဂျုံသားလေးအားလုံးချိန်ပြီးဆိုရင်ခုလိုမျိုးပုံစံလေးလိမ့်လုံးပေးရမှာဖြစ်ပါတယ်ညနေပြင်လေးချောအောင်လုံးလေးဖြစ်တော့ကျွန်တော်လုံးပေးရမှာဖြစ်ပါတယ်ပြီးလိမ့်မန်းထဲမှာထည့်ပြီးတော့နိုင်ဝက်လောက်ဖြစ်အနည်းဆုံးသူ့ကိုပြန်ပြီးတော့အပွားခံထားပြရပါမယ်ပြီးရင်အပွားခံတဲ့ချိန်သူအပွားကျွန်တော်လေလုံးအောင်အဝတ်စုပ်လေးနဲ့ပဲဖြစ်အဝတ်တန်လေးနဲ့ပဲဖြစ်ခုလိုမျိုး plastic လေးပဲဖြစ်တေချာလေးဖုံးထားပေးရမှာဖြစ်ပါတယ်နောက်ဂျုံသားလေးအားလုံးခုလိုမျိုးပုံစံလေးအလုံးလေးလုံးထားပေးရမှာဖြစ်ပါတယ်တကယ်လို့မိမိကတရက်တည်းစားလို့မကုန်ဘူးဆိုရင်ဒီဂျုံလုံးလေးတွေကိုလုံးပြီးချင်းကျွန်တော်အိတ်လေးထဲမှာဖြစ်ပူလေးထဲမှာဖြစ်ထည့်ပြီးတော့ရေခဲတစ်တာအခက်ခဲထဲမှာချက်ချင်းသိမ်းထားလို့ရပါတယ်။ကဲကျွန်တော်တို့မုံအပွားခံတာနိုင်ဝက်လောက်ရှိပြီဆိုတော့ကျွန်တော်တို့တော်တော်လေးပွားလာပါပြီ။ဒီချိန်မှာကျွန်တော်ပီဇာပြားလေးလုပ်ပါမယ်။ပြီးရင်ကျွန်တော်စီကန်စက်ကူလေးကိုခံထားပါတယ်။ဂျုံပြားနဲ့ဂျုံမုံနည်းနည်းလေးတုတ်ထည့်ပါမယ်။ဂျုံမုံနဲ့ကျွန်တော်ပီဇာရဲ့အလုံးပေါ်မှာထည့်ပါမယ်။ပြီးရင်လက်ကလေးနဲ့ဖြည်းလေးဖိပြီးပါ။ပြီးနှခမ်းသားလေးရအောင်အရင်ဆုံးဖိပေးပါမယ်။ပြီးမှကျွန်တော်ဖြန့်ပါမယ်။လက်ဖြားလေးနဲ့ဖြည်းချင်းဆွဲဖြန့်ပေးပါခုလိုမျိုးဝိုင်းတဲ့အနေထားလေးဆိုရပါပြီစိုက်ကတော့မိမိကြိုက်နေတဲ့စိုက်ကိုကျွန်တော်တို့ဒီမှာ10လက်မနာစိုက်လို့ဆိုရင်ဒီအနေထားဆိုကိုတိပါပဲမထူမပါအနေထားလေးပါပြီးရင်ကျွန်တော်ခရင်လေးနဲ့ပေါင်လေးပေါက်ထားပါမယ်ဒါလေးကတော့ပီဇာ sauce လေးပါပီဇာ sauce လေးအားလုံးနှက်ဆက်အောင်တုပ်ပြီးပြီဆိုရင်ကျွန်တော်တို့မွန်ဇေရာ cheese လေးထည့်ပါမယ်မွန်ဇေရာ cheese ဆိုကျွန်တော်နှစ်ခါထည့်မှာဖြစ်ပါတယ်အပေါ်တစ်ထက်အောက်တစ်ထက်ထည့်မှာဖြစ်ပါတယ်ပြီးရင်ဒီကမိမိချက်နေတဲ့အသားသုံးလို့ရပါတယ်။အရင်ကလေးတွေကကျွန်တော်တို့က sausage လေးပဲချိန်ပါတယ်။ကျုပ်ချောင်းလေးနဲ့ ham ပြားလေးပါ။ပြီးရင်ကျွန်တော်ပြောင်မှုပြုတ်လေးဒီနေ့ထည့်လိုက်ပါတယ်။ပြီးရင်ပေါ်လေး cheese လေးထပ်အုပ်ပါမယ်။ cheese များလေးဆိုတော့ကလေးတွေကြိုက်ဖို့ဗျာ။ခုနေထားဆိုရပါတယ်။ပြီးရင်သူ့ကိုကျွန်တော်တို့အော်ဗင်ထဲမှာတွားပြီးမုံဖုတ်ပေးထားမှာဖြစ်ပါတယ်။မီးပူချိန်ကိုကျွန်တော်220ဒီဂရီစင်တီဂရိတ်တုံးထားပါတယ်။ကြာချိန်ကတော့ကျွန်တော်10မိနစ်ကနေ15မိနစ်ဝန်းကျင်လောက်ရှိပါမယ်။မုံပုတ်တဲ့စက်တစ်လုံးနဲ့တစ်လုံးအကူချိန်နဲ့ကြာချိန်တော့ကွဲပြားတော့နိုင်ပါတယ်။မကြာခဏလေးကျွန်တော်တို့အပြင်ကနေကြည့်ပြီးမှအယောင်လေးတွေတက်လာပြီဆိုရင်ပေါ်နှခမ်းအယောင်လေးတွေညုံရောင်လေးတက်လာပြီဆိုရင်ရပါပြီ။ခုနေသားဆိုရင်ရပါပြီဗျာ။ကဲအခုဆိုရင်စားချင်းဆိုအရင်ကောင်းတဲ့ပီဇာလေးရပါပြီဗျာ။ခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးတွေအဆုံးလေးမှာကြည့်ရှုလို့ရောက်နိုင်မယ်သူပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ကတော့ဟင်းချက်နည်းတွေကိုတီးတော့ပြန်လည်မျှဝေပေးနေတဲ့ challenge ဖြစ်ပါတယ်ဗျာ